ပွဲချက်ကာလတွေသာကောင်းကောင်းကြော်ဖြတ်နိုင်ခဲ့ရင် United အနေနဲ့ Premier League Champions ဆုကိုစိန်ခေါ်နိုင်မယ်လို့ထင်လား။ Manchester United ကဒီလာမယ့်ရာသီမှာဒီပွဲစဉ်ဆက်စချင်းအဖွင့်ပွဲစဉ်၅ပွဲမှာရင်ပွဲချက်၅ပွဲကိုရင်ဆိုင်သွားမှာဖြစ်ပါတယ်။မနေ့ကထုတ်ပြန်ခဲ့တဲ့ဒီ Premier League ရဲ့ပွဲစဉ်စရာရေးဆွဲမှုကိုကြည့်မယ်ဆိုရင်ဒီ Manchester United က Premier League ရာသီအဖွင့်ပွဲစဉ်အဖြစ်ဒီအိမ်ကွင်းမှာမဟာဗျံမဲ့ Arsenal တင်းကိုအခက်အခဲစားသွားမှာဖြစ်ပါတယ်။ Arsenal ဆိုတာကလည်းပြီးခဲ့တဲ့ရာသီတုန်းက Premier League မှာအဆင့်နဲ့ဆက်သိမ်းခဲ့ရတယ်လို့အာဒီတာလက်ထက်မှာ Champions League ခေါ်သူအဖြစ်နဲ့အကောင်းဆုံးပုံစံပြနေတဲ့အသင်းလည်းဖြစ်ပါတယ်။ United ကတော့အားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရာသီတုန်းကဒီခြေစွမ်းဆိုးရွားမှုတွေနေပြအပြောင်းတွေကြားမှာအသင်းရဲ့ရလက်ကရိုင်ထိုးသွားပြီးတော့မပေးစရာအဆင့်ဆိုင်ကနေရာသီသိမ်းခဲ့ရတဲ့အသင်းပါ။သူတို့အနေနဲ့ Europa League Final ရောက်လိုက်သေးပေမဲ့ဒီ Spurs တင်းကိုရှုံးနေခဲ့တာကြောင့်လာမယ့်ရာသီမှာဘာဥရောပဝင်ခွင့်မှမရဘဲနဲ့တန်းစင်းစုံသားမှာမေးတင်ကြံနေခဲ့တဲ့အသင်းလို့ပြောလို့ရပါတယ်။ဆိုတော့ဒီလိုမျိုးအသင်းမျိုးကိုပြီးတဲ့ရာသီတုန်းက Champions League ကိုသူအဖြစ်နဲ့ရှိနေခဲ့တဲ့အသင်းနဲ့ထိတိုက်တွေ့ဆုံပေးလိုက်တာဟာ United အတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာတော့လူတိုင်းတော့သိတာပဲ။အဲ့တော့ United အတွက်ပွဲချက်ကလာတယ်ကျွန်တော်လည်းမပြီးသေးဘူး။ United အနေနဲ့ဒီ Arsenal ကိုအိမ်ဝဲအမှအခက်အခဲပြီးလို့ရှိရင်ဒုတိယပွဲစဉ်ဖြင့် Fulham ကိုဝေခွင့်မှာသွားကစားရမယ်။ဒါပြီးလို့ရှိရင်တက်နေလာတဲ့ဘန်လေးကိုအိမ်ခွင့်မှာအခက်အခဲစားရမယ်။ပြီးရင် ETM မှာ Manchester Derby ဆင်နွှဲရပြီးတော့ပွဲစဉ်9မှာတော့ Chelsea အသင်းကိုအိမ်ခွင့်မှာအခက်အခဲစားမှာဖြစ်ပါတယ်။ United အနေနဲ့ဒီပထမအဦးဆုံးပွဲစဉ်9ပွဲမှာဒီရမှတ်9မှတ်ရရင်တော့ကံကောင်းဆိုပြီးတော့ပြောဆိုကြတဲ့သူတွေရှိသလိုတချို့ကြတော့လည်းဒီဘန်လီလောက်မှမနိုင်လို့ရှိရင်လည်းအမ်မိုရင်ကိုယာတို့ကထုတ်ပယ်သိမ့်ပြီဆိုပြီးတော့ပြောဆိုကြတဲ့သူတွေလည်းရှိနေပါတယ်။ဆိုတော့ United လို့ခုလိုမျိုးတော့เนาะရာသီအစပွဲစဉ်9ပွဲမှာပဲပွဲချက်တွေစောစီးတွေ့ရဟာဘယ်လိုအားသာချက်တွေဖြစ်စေနိုင်လဲဆိုတာကိုဒီနေ့မှာကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ပထမအောင်ဆိုအနေနဲ့ကျွန်တော်တို့ဒီ Premier League ရဲ့ပွဲချက်ကာလဆိုတာကဒီရာသီအစမှာပဲဖြစ်ဖြစ်ရာသီလယ်မှာဖြစ်ဖြစ်ရာသီဆုံးမှာဖြစ်ဖြစ်တစ်ချိန်မို့တစ်ချိန်ကတော့ကြုံတွေ့ရမှာပါပဲဘယ်သေးမဆိုဒီလိုပွဲချက်ကာလမျိုးကဖျက်ကျော်ရမှာပဲဒါပေမဲ့ဘာကြောင့် United မှာဒီလိုပွဲချက်ကာလမျိုးပြောနေရလဲဆိုတော့ United က Premier League ရဲ့ပုံရင်ကြီးမားတဲ့အသင်းဖြစ်တယ်လို့ဒီ16သင်းပရိသတ်တွေရဲ့ဒီဘယ်လိုခေါ်မလဲအများနဲ့စောင့်ကြည့်ခြင်းကိုခံနေရတဲ့အသင်းဖြစ်တဲ့အတွက် United ကပိုပြီး highlight ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့အခုလိုမျိုးပွဲချက်ကာလဖြစ်လာပြီးဖြစ်တဲ့အတွက်ဒီပေါ်မှာ Amoni နဲ့ဒီ IRA ဖွဲ့ရလဲဒီတိုင်းပဲထိုင်နေလို့တော့မရဘူးပေါ့နော်အရေးကြီးဆုံးချက်က United နဲ့ဒီချိန်မှာအလုံးတင်ဆုံးလို့ကဒီပွဲချက်ကာလကိုအကောင်းဆုံးကြော်ဖြတ်ဖို့အတွက်ကျွန်တော်တို့ကြည့်လိုက်တဲ့လူစင်တွေကိုကျွန်တော်တို့ပုံဖော်ရမှာဖြစ်ပါတယ်ဒါအဲ့ဟာက United ပရိသတ်တွေလိုချင်တဲ့ဒီအရာတစ်ခုလည်းဖြစ်ပါတယ်ပေါ့နော် United အနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကလူဝယ်တွေအများနဲ့နောက်ကျတယ်ကျွန်တော်တို့ Premier League ပွဲစဉ်တွေစတဲ့အထိတောင်မှလိုချင်တဲ့ကစားသမားတွေစုံစုံလေးမရတာမျိုးရှိတယ်အဲ့တော့ဒီရာသီမှာတော့ဒီပွဲချက်ကာလတွေရှိလာတဲ့အတူ United ဘိုးဖွဲဝင်တွေအနေနဲ့ United အနီးပြအမွန်တွေအနေနဲ့သူတို့လိုချင်တဲ့ကစားသမားတွေကိုမြန်မြန်ဆန်ဆန်ခေါ်ယူပေးနိုင်မယ်လို့တော့မျှော်လင့်မိတယ်အော်လောလောဆယ်မှာ United ကကျွန်တော်လင်းပြီးတော့လို့ရှိရင် Johnny Evans Harrison တို့ကိုထောက်ခံပေးလိုက်ပြီနောက်ပြီးတော့အငှားထွက်ကစားနေတဲ့ကျွန်တော်တို့ Sancho ရှိမယ် Rashford ရှိမယ် Anthony ရှိမယ်သူတို့တောင်းကိုလည်းရောင်းထုတ်မယ်လို့ပြောထားပြီးသားဒါအပြင်အသင်းမှာလက်ရှိကြံနေတဲ့ကစားသမားတွေထဲမှာဆိုရင်ကျွန်တော်တို့ Whiteland တို့ဒီ Onana တို့ဒါ Mason Mount တို့ဘာလို့လဲရောင်းမယ်ဆိုပြီးလည်းပြောထားပြီးသားအယောင်စင်းလည်းတင်ထားပြီးသားပေါ့နော်အဲ့တော့ဒီစားမားတွေကိုဒီရာသီချိုခြေစမ်းပွဲစတင်မဲ့ဒီလီးနဲ့ကစားမဲ့ဒီဇူလိုင်လ19ရက်နေ့မတိုင်ခင်မှာမြင်မြန်ဆန်ဆန်ရောင်းထုတ်နိုင်မယ်အဲ့မတိုင်ခင်မှာလည်းကစားသမားအသစ်တွေခေါ်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ United ကဒီ Arsenal နဲ့ပွဲအတွက်မှာအဆင်သင့်ဖြစ်နေမယ်လို့မျှော်လင့်တယ်ဟုတ်လက်ရှိမှာ United ကမာတစ်ကွန်ညာတယောက်တည်းကိုပဲခေါ်ယူထားတယ်ပြီးတော့ Ambumo နဲ့ Ekitiki တို့ကိုချိတ်ဆက်နေတယ်ဆိုပေမဲ့လည်းဒီနေ့ဒီချိန်ထိတော့သတင်း update ကဘာမှမသိရသေးဘူးပေါ့နော်ပထမဆုံးအားသာကြောင့်ပဲဆို United အနေနဲ့ဒီ Arsenal လိုမျိုးဒါထိပ်တန်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်အပြောင်းရွှေ့ဈေးကမှာခက်တွတ်လှုပ်ရှားမယ်လို့တော့မျှော်လင့်မိပါတယ်နောက်တစ်ချက်ကတော့ဒီ Amoni ရဲ့ပုံစံအဆင့်မှာကျွန်တော်မြင်တွေ့ရမယ့်ရာသီဖြစ်ပါတယ် Amoni နဲ့ပြီးခဲ့တဲ့ရာသီတုန်းကနိုဝင်ဘာမှာပဲဒီအသင်းကိုကင်လွှဲခဲ့တယ်တဝက်တစ်ပြက်ကင်လွှဲခဲ့တာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီအလွဲအမှားတွေအဆင်ပြေတာတွေသူ့ရဲ့နောက်တန်းကစားကွက်နဲ့ဒီအတင်းသွင်းရတဲ့အတွက်ရလက်ဆူလိုက်ပါအများကြီးကြုံခဲ့ရတယ်အဲ့တော့ဒီနေ့ကသူ့ရဲ့ပထမဆုံးဒါရာသီအပြည့်ကင်နေကြသည်အဲ့တော့ရာသီအပြည့်ကိုင်းနေရာသီပါတယ်သူ့ရဲ့ပထမဆုံး9ပွဲကဒီပထမဆုံး9ပွဲကအသင်းကြီးနဲ့ထိတိုက်တွေ့တဲ့အတွက်သူဘယ်လောက်ထိအရေးချင်းရှိလဲဆိုတော့ကျွန်တော်မြင်တွေ့ရမှာပါဆိုတော့အမ်မိုနီအနေနဲ့ဒီရှေ့ကကျွန်တော်ပြောခဲ့တဲ့ချက်နဲ့ပြန်ပြောမယ်ဆိုရင်သူဒီအသင်းကိုသူ့ရဲ့စိတ်တိုင်းကြတိဆောက်ပြီးတော့ဒီအာဆင်နယ်ဒီမန်စီးတီးချယ်ဆီတို့ကိုရင်ဆိုင်တဲ့အခါမှာသူ့ရဲ့အရေးချင်းဘယ်လောက်အဆင့်မှန်ရှိလဲဆိုတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ဆုံးတစ်ချက်ကတော့ဗောနော်ကျွန်တော်တို့ဒီ9ပွဲအခုလိုမျိုးကြုံတွေ့လိုက်တဲ့အခါမှာ United အနေနဲ့ဟိုတင်ရင်မြေကြီးရှင်ရွှေကြီးလို့ပဲပြောရမှာဗောနော်ဒီ9ပွဲမှာရလက်ကအခုချိန်မှာဘယ်လိုဖြစ်လာမယ်ဘယ်လို reset ဖြစ်မယ်ဆိုတော့မှန်တကယ်ခက်တယ်လက်ရှိအနေထားUnited နဲ့ကစားမဲ့ပြန်မဲ့အသင်းတွေကလည်းဘယ်လူစင်းနဲ့ပွဲထွက်လာမယ်မသိသေးလို့ United ကိုယ်တိုင်ကလည်းဘယ်လူစင်းနဲ့သွားမလဲဆိုတော့ကျွန်တော်တော့မသိသေးဘူး။ဘာကြောင့်လဲဆိုတော့အဖွင့်ပွဲကစားဖို့ကရက်ပေါင်း60လောက်လိုသေးတယ်။ဒီချိန်မှာအရာအားလုံးကပြောဖို့တော့ခက်တယ်။ဒါပေမဲ့ဒီပွဲစဉ်တွေကနေ United အနေနဲ့ဘယ်လိုအားသာချက်ဒီရနိုင်လဲဆိုတော့စိတ်သက်ခွန်အားပိုင်းနဲ့ပတ်သက်ပြီးအားသာချက်တစ်ခုရနိုင်တယ်လို့ကျွန်တော်တော့ထင်တယ်။စိတ်သက်ပိုင်း mental ဘိုင်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီပထမဆုံးပွဲစဉ်9ပွဲမှာအသင်းကြီး3သင်းပါတယ်။ဖူအားလည်းခက်ခဲတဲ့ပြိုင်မဲ့အဲ့လိုတွေ့ရတဲ့အခါမှာဒီ9သင်းဒီ9ပွဲမှာသူတို့ရလက်တွေတောက်လျှောက်စိုးရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့စိတ်သက်ပိုင်းကဒီနောက်ပိုင်းပွဲစဉ်မှာလုံးဝ mental breakdown ဖြစ်ပြီးခဲ့တဲ့ရာသီတုန်းက Eric Ten Hag လိုပဲတောက်လျှောက်ရှုံးပွဲတွေဆက်ပြီးတော့ဟိုးတွင်းဆုံးကြပါနိုင်တယ်။ဒါပေမဲ့ပြောင်းပြန်အနေထားနဲ့ဒီ9ပွဲမှာသာသူတို့နေရရှိတဲ့နေရမယ်15မှတ်ထဲက
ဆိုကြပါစို့10မှတ်လောက်ရခဲ့မယ်ဒါမှမဟုတ်9မှတ်လောက်ရခဲ့မယ်ဒါမှမဟုတ်15မှတ်လောက်ရခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီ mindset နဲ့တရားဒီလုံးကိုသွားမှာအဲ့တရားလုံးသွားမယ်ဆိုတော့ငါတို့ယာတီဖွင့်ပွဲစဉ်တို့ကဒီအသင်းတွေကိုနိုင်ခဲ့တာပဲဆိုရင်စိတ်နဲ့သွားမှာဖြစ်တဲ့အတွက်အဲ့စိတ်သက်အပိုင်းပေါ့နော် motivation ဖြစ်တဲ့စိတ်သက်မျိုးနဲ့ယာတီကုန်ပြီးသွားလို့ရတယ်နောက်တစ်ခုက United ရဲ့ပွဲစဉ်စရာကိုကြည့်လိုက်တဲ့အခါမှာ Christmas ကာလအထိပေါ့နော် Christmas ကာလဆိုတာ January လောက်လက်ဝယ်လောက်ထိကိုဘာသွားတွေ့လဲဆိုတော့ဒီ9ပွဲပြီးသွား United ကပွဲချက်သိမရှိတော့ဆိုလိုတာဟိုအသင်းကိုဒုက္ခပေးနိုင်တဲ့ပွဲတွေရှိတယ်ဒုက္ခပေးနိုင်တဲ့အသင်းတွေရှိတယ်ဒါပေမဲ့ United ကတခြားအသင်းတွေမလို့လားလာမယ့်ရာသီမှာဘာဥရောပပွဲမှာကန်စရာမလိုတဲ့အတွက်ပွင့်နေပြီး United တကယ်ခက်ခဲတဲ့ပြိုင်ပွဲတွေအသင်းတိုင်းဆိုပေမဲ့တကယ်တမ်း United အတွက်အခက်ခဲဆုံးပြိုင်ပွဲတွေကြီးချောက်ကြီးရလို့မရှိနိုင်ဘူးလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်သူတို့နဲ့ရာသီအဖွဲပွဲစဉ်မှာရင် Chelsea, Man City, Arsenal 3နှစ်သူတို့တွေ့ပြီးသွားပြီဆိုသူတို့တွေ့စရာ Liverpool နဲ့ Spa 2သင်းပဲကျန်တော့တယ်။ Liverpool နဲ့ Spa လည်း Liverpool ကိုအောက်တိုဘာလဆန်းမှာတွေ့ရပြီးတော့ Spa ကိုလည်းနိုဝင်ဘာလဆန်းမှာတွေ့ရမှာဖြစ်တဲ့အတွက်ပွဲကအရန်ဟာတယ်။နော်အရန်ဟာတယ်ပြီးတော့အဲ့အချိန်မှာလည်း Liverpool Spa တို့ကလည်း Champions League ကန်နေရတဲ့အသင်းဖြစ်တဲ့အတွက်သူတို့ကပွဲချက်ကတွေနဲ့အလုံးရှုံးနေမယ့်ချင်းဖြစ်တဲ့ United ကအဲ့အတွက်လည်းတပန်းတာတယ်။ဒါကြောင့်ပြောချင်တာဒီရာသီဖွင့်ပွဲစဉ်မှာစောစီပွဲချက်5ပွဲတွေ့ရတာ United တဲ့ကောင်းတဲ့အားသာချက်တွေရှိတယ်လို့မျိုးပေါ့နော်စောစောလိုမျိုး Monday breakdown ဖြစ်သွားပြီးတော့တောက်လျှောက်ရန်တက်တွေတောက်လျှောက်ဆိုသွားပြီးအဲ့ဒီတန်တုံးကတော့အဖြစ်မျိုးလဲပြန်လဲကြုံတွေ့သွားနိုင်တဲ့ဒီအားနည်းချက်တွေလည်းရှိနေတယ်အဲ့ပရိသတ်တွေကဘယ်လိုများထင်မိလဲ United အနေနဲ့ဒီ9ပွဲမှာရမှတ်ဘယ်လောက်ထိစုဆောင်းနိုင်မယ်လို့ထင်လဲcomment မှာမှတ်ချက်ပေးသွားလို့ရတယ်ဆွေးနွေးသွားလို့ရပါတယ်ဒီဗီဒီယိုဖြစ်မြောက်ရေးအတွက်ကိုကြီးပန်ဖို့ပေးထားတာတော့ 3AH Gaming ကပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဝါသနာပါလို့ဘောပွဲတွေစော်ကစားခြင်းတော့ payment စင်ညာမှာ link တောင်းပြီးအကောင့်ဖွင့်ပါက20ရာခိုင်နှုန်းပေါ်နဲ့ရရှိမှာဖြစ်ပါတယ်